မြန်မာနိုင်ငံရဲ့အဓိကထုတ်ကုန်ဟာလူဖြစ်ပြီးခုဆိုရင်ကမ္ဘာနိုင်ငံအသီးသီးမှာအခြေခံအလုပ်သမားတွေအဖြစ်နဲ့နေရာယူပြီးဖြစ်ပါတယ်။တချို့တွေကြတော့လဲအတ္တသမားတွေရဲ့မပြီးဆုံးတဲ့အိမ်မက်တွေအတွက်မြေစာပင်ဖြစ်ကအတုံးချခံဘဝတွေနဲ့ပြီးဆုံးသွားကြတယ်။ဒီပွဲမှာမပါခြင်းရဲ့လွတ်မြောက်ဖို့အတွက်လမ်းကမင်းသားလုံမလားအဆိုတော်လုံမလားကနာစီလားပြူစောထီးလားအချိန်တန်ရောက်လာမှတော့ညီလေးပြေးလို့အချိန်ရရင်ပြေးထားအတ္တသမားတွေရဲ့အတုံးချခံဘဝအဖြစ်မခံနဲ့မင်းဘဝအဲ့လောက်တန်ဖို့မဲ့မနေဘူးသူတို့အလှဲ့မရောက်သေးလို့ပျော်နေကြတဲ့ရှေဆုံးကသားဖောက်ဆက်တွေကိုကြည်လိုက်ညီလေးမင်းတို့အတွက်သူတို့မှာကိုချင်းစာတရားမရှိဘူးကိုဘဝကိုကယ်တင်ရမယ်အတ္တသမားတွေဘက်မှာနေသည်မင်းတို့ဟာကိုဘဝကိုအနာဂတ်ကိုမပိုင်ဆိုင်တဲ့သူများဆွဲရကားရတဲ့ရုပ်သေးဘဝတွေနဲ့ဖြစ်နေလိမ့်မယ်ရုပ်သေးရုပ်တွေတချင်းစုံနေကြတရုပ်ဆောင်နေကြတာကိုတွေ့တယ်မလားတနာစရာလေးတွေမလုတ်ချင်လဲလုတ်ရလုတ်ချင်တာတွေလည်းမလုတ်ရသူတို့ဘဝသူတို့မပိုင်ပေါ့ဇက်ပွဲတွေနတ်ပွဲတွေနဲ့ငကားရုပ်ထုမြင်ရင်ကိုးကွယ်ခြင်းနေကြလေခွင်းထဲကရေကိုကျမ်းမာရေးကောင်းတယ်ဆိုပြီးတောက်ကြတဲ့စစ်စတန်ကြီးထဲမှာမင်းတို့ငါတို့ကဒုက္ခအမျိုးမျိုးနဲ့ဆိုပေမဲ့တချို့သားသမီးတွေကတော့နိုင်ငံခြားမှာပညာတွေသင်ကြားနေကြတယ်ရုပ်သေးရုပ်အဖြစ်မခံတဲ့ငါညီ6နှစ်ဆိုတဲ့ကာလဟာမင်းအသက်ရှင်မယ်ဆိုတာအာမခံချက်မရှိဘူးတိုင်းပြည်အနာဂတ်ကိုကောင်းမွန်အောင်လှုပ်ဆောင်နေတဲ့လူငယ်တွေစီလာမလားကမ္ဘာနိုင်ငံအသီးသီးမှာအခြေခံအလုပ်သမားလုပ်မလားဒါမှမဟုတ်ရုပ်သေးကမလား